အမေတို့သမီးပိုက်ဆိုင်တာအမခုလုံးနဲ့ဘာလုပ်နာ ဒီမှာလေတီယိုစီတွေရောက်တာလေတီယိုစီတွေရောက်တာကြည်နေတာ ဟုတ်လားအမတစ်တော့ကြည့်ပြီးရလား တစ်တော့မကြည့်ရသေးဘူး တစ်တော့လည်းမှာဟိုဈေးဝယ်ရမေးနေတာချမ်းမြရဘာရောင်းတာတုံးနဲ့ ချမ်းမြရဘာအောင်တော့မသိဘူးလား ဟုတ်တယ်သူအဲ့လိုချက်ဘာရောင်းတာလို့မေးတော့သမီးဖြေလိုက်တာပေါ့အမကြီးသိရမလားဟွာလို့ဟွာစားတော့ကုန်ပစ္စည်းကုန်ကျန်းတွေရောင်းတယ်လို့ကိတ်မုတ်ပမုတ်တွေထဲပစ္စည်းတွေရောင်းတယ်တစ်ခါသုံးခွက်တွေရောင်းတယ်တစ်ခါသုံးမှာမိုက်ခရိုဝေ့တွေပါအဲ့လိုမျိုးရောင်းတယ်ပြီးတော့အလူတွေဘာတွေမှာအလူတွေမှာလိုအပ်တယ်လေတစ်ခါသုံးပစ္စည်းတွေရောင်းတယ် တ လို့ ရှူတို့ဘာတို့ကစရောင်းနေ ဟုတ်တယ်အဲ့လိုသမီးရှင်းပြလိုက်တယ် ပါဆယ်အိတ်ကစရောင်းနေ ဟုတ်တယ်အဲ့အကုန်ရှင်းပြလိုက်တော့မှသမီးဘာလို့သေးတော့မဈေးဝယ်ကိုရှင်းပြတာဟုတ်တယ်သမီးအဲ့ရှင်းစင်း ငါ စား ပြောမယ်ဒီချိန်ကနေခွင်ဖြစ်သွားပြီနင်းငါပြောမယ်ထုံးစံတိုင်းငါတစ်တော်တယ်ကြည်လိုက်ရင်လေနင်းကိုသူနင်းအတန်ဟိုဘာလို့သမီးအိုက်တင်လေးကိုကျင့်လိုက်ပါမယ်အခုအိုက်တင်ကျင့်တဲ့အချိန်နဲ့ပြောကြည့်လား ပြောကြရမလား ပြောကြည့်လိုက်စမ်း အဲ့ဒီလုံးပေါ့ အိုက်တင်လို့ရမှာအေး ဟိုချမ်းမြယူအပင်းရဲ့ customer များရှင်ချမ်းမြယူမှာတစ်ခါသုံးခွက်လေးတွေပြီးရင်ဟိုမုတ်သုံးပစ္စည်းလေးတွေပြီးရင်အေးသုံးမှာဘာပဲသီးတွေအေးပစ္စည်းကုန်ကျန်းတွေအကုန်လုံးရောင်းပါတယ်ရှင်ချမ်းမြယူဆိုင်ကိုလာအပေးကြပါမတိရလေးရှိရင်တစ်ခုချင်းဒီ TikTok က comment လေးဝင်ပြီးတော့မေးလို့ရပါတယ်ရှင် အဲ့ဒီကောင်းလားအေးရွက်ပြောနေတာမသိဘူးလား ရွက်ပြောမလို့တမီးအဲ့လုံးတော့လေ တော်ကမှကိုတော့ပစ္စည်းတွေဝင်နေတာများနေပါဆိုလှုပ်ရှုံနေတာဆိုတော့ အဲ့ဒီလေးမလေ